တဲလေးတို့ရင်ဝင်လာနဲ့ချစ်တယ်နော်ဟုတ်လူကလာလေးနော်ကင်လူလေးကောင်းလာဝင်သူ့ပါရစဘန်ကောက်နေလဲလေအားလုံးဆိုပါပါနော်ဟုတ်ကဲ့ပါစဝါရီကာစပါပဲဟုတ်ချစ်တယ်ဆက်တဲလေးတို့ရန်ကုန်ပြန်ရတွေ့မယ်နော်ပြန်လာဘူးကတည့်ရပဲလို့ရတာနော်တွေ့တော့မယ်နော်ရန်စစ်နေပြီနော်ကိုကြလည်းတော့နော်ခိုးရတဲ့တကူလေးလေကျမတို့ချမ်းသာပါစေသမီးလေးလည်းအယောင်လေးပြန်ကြောင်းနိုင်ပါစေမမတို့ရဲ့မမတို့ကဒီဘက်ကနေပြီးတော့မှဟုတ်မမတို့ကလေဘက်ကနေပြီးတော့မှမမတို့ဆိုင်ရာခိုးရတဲ့ပတ်စံလေးတွေကိုအမတို့ကဒီမှာဒီဘက်ကနေပြီးတော့မှဘတ်20တန်းရေတန်ဘူးလေးနဲ့မမတို့ကနော်ရေစက်ချပေးလိုက်ပါတယ်ခိုးရတဲ့တကူမလေးရှေ့လျှောက်ဘဝတွေရှိသေးတဲ့အတွက်စပီရောက်လေးပြောင်းပြီးခိုးပေးပါဟုတ်အနီရောက်လေးနဲ့ခိုးတော့လေထားတကိဖြစ်နေတယ်နီရောက်လေးနဲ့ခိုးတော့ထားတကိ6လေးဖြစ်နေတယ်နော်ခိုးပေးတာပေါ့နော်ဆိုင်မတော့ဝင်ရပေးတာပေါ့နော်အခုလိုမျိုးမမတို့ဆိုင်ကို activity ချင်းလာပြီးခိုးပေးတဲ့အတွက်ပေါ့နော်မမစပီအယောင်ပြောင်းဖို့လေးရေစက်ချပေးလိုက်ပါတယ်နော်အယောင်လေးပြောင်းပြီးခိုးပေါ့နော်ဒါဆိုအနီရောင်နဲ့လိုက်ခိုးတော့မမိရဲ့မမိတော့မမတို့ကကြတော့အဲ့လိုတင်းတင်းလင်းလင်းခိုးတော့မမတို့ကဘန်ကောက်ရောက်နေတော့မသိလိုက်ဘူးအမတို့ရန်ကုန်မှာရှက်ချိန်လာခိုးတော့မမတို့ကကြတော့လေဟုတ်နော်မမတို့ကကြတော့ဘယ်လိုပြောမလဲအလားအဆန်ပွဲလေးနဲ့မမတို့ပွဲလေးနဲ့နှစ်ပွဲဖြစ်သွားတာပေါ့နော်အဲ့ဒါပါပဲစစ်ဟုတ်ကဲ့နှစ်တလေးတကြိုးချင်တာကိုညမောင်မမတို့နှစ်တလေးနဲ့မှဆိုမမတို့ကစပီရောက်လေးပြောင်းချင်တာပြောင်းပေးချင်တာကိုယ်တိုင်ပြောင်းပေးချင်တာမမတို့ကဘန်ကောက်ရောက်တော့တခုမလေးရဲ့နော်အရန်နစ်နာသွားတယ်တခုမလေးပါမမို့ဆိုတခုမလေးကနော်နောက်ခါဆိုင်လာခဲ့ဟိုမမခုံဖနက်လေးနေရနဲ့ V shape လုပ်ပေးမယ်မျက်နှာလေးကိုနော် V shape ကျိုးထိုးစရာမလိုမအဲ့လိုလေ V shape လေးဖြစ်သွားအောင်လုပ်ပေးမယ်ခုံဖနက်လေးစပင်စီးစုပ်ဖို့လည်းထပ်ပေးမှာနော်ဘာပြောလှသွားမယ်ဘာပြောဆိုဟာတေးပဲလာအောင်ဘယ်လိုပြောမလဲ TikTok မှာလဲကိုညီမလေးကတခိုးချောင်းမဆိုပြီးဆယ်လီဖြစ်နေတာမမဝင်းရပေးမယ်နော်မဝင်းရပေးမှာပေါ့နော်ကိုရဲ့ဘယ်လိုပြောမလဲ LGBT လေးအချင်းချင်းဝင်းရမိလားခိုးရတဲ့ခိုးချောက်ကြီးမညီမလေးပေါ့နော်ညီမလေးရဲ့ TikTok comment တိုင်းမှာမမရှိပါမယ်ရှင်တခုမလေးလို့ပြောတယ်တခုမနည်းနည်းလေးခိုးရမလားလို့ညညလေးလာခိုးပါအောင်လို့ဒီလိုခိုးတဲ့ခိုးကိုတို့ကနာမည်လေးခုပေးမယ်အေးလို့တခိုးကြောက်နော်ပြောလေဆိုတာအောက်တန်းစားရှေ့ဆက်ဘွားတွေရှိသေးတယ်စပယ်လေးရောင်ပြောင်းပြီးခိုးမမစီမလည်းဘောလီပါနော်လာပြီးဟောပြပေးရှေ့ဆက်သူများဘွားရှိသေးတယ်ဆိုတော့မမရဲ့အိမ်မှာဝင်ခိုးပေးနော်ညွာလေးနော်ဟုတ်မမတို့ပေမှာတင်ထားတဲ့ post ကိုပေါ့နော်လာပြီးတော့နောက်သူ့ဘဝရှိသေးတယ်ပြန်ရပြီမဟုတ်ဘူးလားလို့ပြောတဲ့အိမ်လေးတွေပေါ့နော်ပြန်ဖြတ်ပေးလိုက်ပါဆိုတော့အိမ်မမတို့ရဲ့ account လေးတွေလင်းပေးမယ်ဒီခုမလေးကို TikTok ထိလာလင်းပေးမယ်အိမ်မမလေးတွေကသမီးလေးရဲ့ဘဝရှိယူသူတို့တနာလို့တဲ့ထောက်ပတ်ကြလို့တဲ့အိမ်မမလေးအိမ်ကိုသွားခိုးပေးပါလို့မမတို့ကအိမ်နံပါတ်လေးနဲ့လိပ်စာကြည့်ကြတယ်ခိုးမလေးအိမ်ကိုလာပြောပေးမယ်အမလေးကသမီးလေးကိုထောက်ပံ့ခြင်းနဲ့တဲ့သူတို့ဘဝသမီးဘဝရှိလို့တဲ့ပို့ဆိုဖြတ်ပေးပါတဲ့ဘာလို့ဆိုတော့မမတို့အိမ်မှာလာခိုးပါတဲ့မမတို့ကအရက်ယောက်ျားစာထည့်ပေးပါမယ်တဲ့နော်သမီးကပတ်ဆက်လဲဟွာစအိုလဲဟွာနော်ပတ်ဆက်လဲရစအိုလဲဟွာ6ကလေးပေါ့နော်တိတ်ကန်ကောင်းတာပဲမနိုင်ငံမှာတခိုးဖြတ်တိတ်ကိုကန်ကောင်းတာပဲကွယ်နော်နဲ့သူကအပြစ်နော်တခိုးဖြစ်တာတော့မှဝင်းရခံတခိုးဆက်လီပေါ့တခိုးဖန်နေရှိတာခိုးဆက်လီပေါ့တော့စပစ်အနီအောင်လေးနဲ့ဆိုဆက်လီဖြစ်သွားတာပေါက်သွားတာကဲနောက်ခါဆက်လီလည်းဖြစ်တခိုးမှလှလှလေးလည်းဖြစ်ချင်မောင်စီမှာစပစ်ရောင်လှလှလေးနဲ့စက်တင်လေးလိပ်ပြီးလာခိုးပေးဦးနော်နောက်ဆိုခရအောင်လေးပါလေလာခိုးနော်ဟုတ်နောက်ဆိုကုကစ်စားနေတယ်လေလဗန်နာရောင်လေးစိုးပြီးလာခိုးပါဘာပြဆက်လီဖြစ်တာပေါ့တခိုးဝင်းရံတဲ့လူတွေရှိရလေမနိုင်ငံမှာတခိုးကြောက်လေးတွေဝင်းရံပေးတယ်ဘာလို့လဲဆိုတော့သူတို့အိမ်မှာမပါဘူးသေးလို့နော်စစ်တယ်နော်စစ်တယ်နော်စစ်တယ်လိုက်ကြတာတိခတ်ပါရမီကောင်းလိုက်တာတိကတ်ပါရမီကောင်းလိုက်တာအခုဘန်ကောက်မှာအရန်စစ်စင်ရဲနေပြီလာဘန်ကောက်လာတဲ့6ရက်လုံးမပြောရဘူးဘန်ကောက်မှာဘာပွဲမှမရှိဘူးမြန်မာနိုင်ငံမှာအရန်ပွဲတွေလုပ်တာပဲကောင်းတယ်ပျော့စားကြီးဘန်ကောက်မှာဘယ်မှမသွားရအောင်နော်ဘန်ကောက်မှာပွဲမရှိကန်ကောင်းလို့ရှိရင်လေနာအစ်စ်ခိုးလို့ရပါမယ်အမရအရန်ကိုကြီးနာကောင်းတာတော့ Chinese New Year မိလေးပြန်လာမှာတော့ရန်ကုန်မှာပွဲတွေများနေပြီအရင်လမ်းပြောတယ်တပွဲပြီးတပွဲပေးမှာတဲ့ပွဲတွေလာလောက်တာပေးမှာ
ပေးမှာဘယ်သူကတော့ဘယ်လိုပွဲလုပ်နေတယ်ဘယ်သူကဘယ်လိုပွဲလုပ်နေဆိုပြီးလန့်လန့်ပြောတော့ပွဲပြောစရာကြီးရန်ပြန်လာခြင်းဆိုင်ကိုလည်းလွမ်းနေသိလေးကိုလည်းလွမ်းနေ လွမ်းနေဆဲရပဲကြားပြီ ရန်လွမ်းနေပြီအကုန်လုံးကို ပေးရ ခြင်းပြီး ပေးပါလိတစ်သိရှိဟာလေးလည်းပြောချင်တယ် စစ်တဲ့တော့အကုန်လုံးစစ်တာဒီဝိုင်းတူကေလည်းစစ်တယ်ဝင်ရတဲ့တယောက်စစ်စရာစစ်တာတော့ ဟုတ်ကဲ့ပါဟုတ်ကဲ့နောက်ဆိုလဲ ပြောစရာကြီး နောက်ဆိုရင်လည်းလေဈေးတွေလာမေးပြီးတော့ဟုတ်မကျင်နိုင်ရင်လည်း post လေးတွေတင်နိုင်ပါတယ်တင်နိုင်ပါတယ်ဆင်ဟုတ်ကဲ့ပါဆ ဝို င် င်း အား ကော လုံး လေး ကျေး လည်း ဇူး ည နော် လုံးနိုင်ကြပါစေဘာတင်ဝိုင်းကောပါတစီကောပါဟုတ် ဟုတ်ကဲ့ပါ ကောပါ ဟုတ်ကဲ့ပါမတ်ကော်ရဟုတ်ကဲ့ပါဆင်ကျေးဇူးနော်အဲ့ဆိုတက်တာ အဲ့ကလေးဒီလောက်နဲ့စံတလိုက်နဲ့ပြောလို့ပါဟုတ်နိုင်ရကြရင်တော့ဒီကြဆွေစရာနာမယ် သစီရလည်းညာရွယ်ပြီးရမ်းလာတယ်ရမ်းလာတယ်ဟာအခုတော့ lucky show သားကြည့်လိုက်မှာအားတော့နော်တက်တာ